ဖို့အိမ်တအိမ်နဲ့ခိုးဝင်ရင်မတော်တဆမီးလောင်မှုကိုဖြစ်စေခဲ့ပါတယ်။အခင်းဖြစ်ပွားရာနေရာကိုရောက်လာတဲ့ Mike နဲ့ Crying Man တို့ဟာမီးထဲမှာကလေးတယောက်ပိတ်မိနေတာကိုသိလိုက်ရပြီးကယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲဒီကလေးမလေးဘက်ကအရန်ကြောက်လန့်နေပြီးအိမ်ခေါင်မိုးပြိုကျတော့မယ့်အခြေအနေမှာ Black Knight ကသူ့ရဲ့ငိုတံကိုကြားပြီးကယ်တင်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့ Black Knight တွေ့ပြီးနောက်မှာတော့ Black Knight ဟာထွက်ပေါက်မရှိတော့တာကိုသိလိုက်ရပြီးသူကိုယ်တိုင်အကူအညီလမ်းတောင်းတာကို Crying Man ကကြားသွားပါတယ်။ Crying Man ကသူ့ရဲ့မျက်ရည်ပန်းထုတ်မှုနဲ့အခန်းထဲကိုဝင်ရောက်လာပြီးမီးဝိုင်းနေတဲ့သူတို့နှစ်ယောက်ကိုလွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်။ဒါပေမဲ့လူတွေရှိမှာတော့ Crying Man ရဲ့အကူအညီနဲ့ဘက်ကိုမီးထဲကထုတ်လာတဲ့ Black Knight ကပဲသူရဲကောင်းဖြစ်နာမည်ကြီးသွားပါတယ်။အဲဒီနောက်မှာ Super Hero ကစာအုပ်ထဲပြန်ဝင်သွားပြီး Mike နဲ့ Crying Man တို့ရဲ့အသက်ကိုဘေးဒုက္ခတွေမှာထားခဲ့ပါတယ်။ဒေလူနီပါအချိန်ဒီမှာ Mike က Crying Man ကိုမျက်ရည်ဆူနာမီကိုတုံးခိုင်းပြီးအိမ်တအိမ်လုံးကိုမီးငိမ့်တက်နိုင်လိုက်ပါ။စွမ်းအားတွေအကုန်တုံးလိုက်ရလို့နွမ်းနယ်သွားတဲ့ Crying Man ဟာစာအုပ်ထဲပြန်ဝင်သွားပြီး Mike ကိုတော့ Black Knight ကကယ်တင်ခဲ့ပါတယ်။ဘေးကင်းစွာဆင်းသက်ပြီးနောက် Black Knight ဟာပျောက်ကွယ်သွားပြီးသူ့စာအုပ်ရဲ့လက်ရှိပိုင်ရှင်စီကိုပြန်သွားပါတယ်။အမှန်တော့ဒါက Drunk ဆိုတဲ့ Neck တက်ရောက်ကမန်မီကဲကတော့စာအုပ်ကိုခိုးဖို့အတွက် Black Knight ကိုအမိန်ပေးခိုင်းစေခဲ့တာပဲဖြစ်ပါတယ်။နောက်တနေ့ပို့ဖို့အိမ်တအိမ်နဲ့ခိုးဝင်ရင်မတော်တဆမီးလောင်မှုကိုဖြစ်စေခဲ့ပါတယ်။အခင်းဖြစ်ပွားရာနေရာကိုရောက်လာတဲ့ Mike နဲ့ Crying Man တို့ဟာမီးထဲမှာကလေးတယောက်ပိတ်မိနေတာကိုသိလိုက်ရပြီးကယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲဒီကလေးမလေးဘက်ကအရန်ကြောက်လန့်နေပြီးအိမ်ခေါင်မိုးပြိုကျတော့မယ့်အခြေအနေမှာ Black Knight ကသူ့ရဲ့ငိုတံကိုကြားပြီးကယ်တင်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့ Black Knight တွေ့ပြီးနောက်မှာတော့ Black Knight ဟာထွက်ပေါက်မရှိတော့တာကိုသိလိုက်ရပြီးသူကိုယ်တိုင်အကူအညီလမ်းတောင်းတာကို Crying Man ကကြားသွားပါတယ်။ Crying Man ကသူ့ရဲ့မျက်ရည်ပန်းထုတ်မှုနဲ့အခန်းထဲကိုဝင်ရောက်လာပြီးမီးဝိုင်းနေတဲ့သူတို့နှစ်ယောက်ကိုလွတ်မြောက်အောင်ကူညီပေးခဲ့ပါတယ်။ဒါပေမဲ့လူတွေရှိမှာတော့ Crying Man ရဲ့အကူအညီနဲ့ဘက်ကိုမီးထဲကထုတ်လာတဲ့ Black Knight ကပဲသူရဲကောင်းဖြစ်နာမည်ကြီးသွားပါတယ်။အဲဒီနောက်မှာ Super Hero ကစာအုပ်ထဲပြန်ဝင်သွားပြီး Mike နဲ့ Crying Man တို့ရဲ့အသက်ကိုဘေးဒုက္ခတွေမှာထားခဲ့ပါတယ်။ဒေလူနီပါအချိန်ဒီမှာ Mike က Crying Man ကိုမျက်ရည်ဆူနာမီကိုတုံးခိုင်းပြီးအိမ်တအိမ်လုံးကိုမီးငိမ့်တက်နိုင်လိုက်ပါ။စွမ်းအားတွေအကုန်တုံးလိုက်ရလို့နွမ်းနယ်သွားတဲ့ Crying Man ဟာစာအုပ်ထဲပြန်ဝင်သွားပြီး Mike ကိုတော့ Black Knight ကကယ်တင်ခဲ့ပါတယ်။ဘေးကင်းစွာဆင်းသက်ပြီးနောက် Black Knight ဟာပျောက်ကွယ်သွားပြီးသူ့စာအုပ်ရဲ့လက်ရှိပိုင်ရှင်စီကိုပြန်သွားပါတယ်။အမှန်တော့ဒါက Drunk ဆိုတဲ့ Neck တက်ရောက်ကမန်မီကဲကတော့စာအုပ်ကိုခိုးဖို့အတွက် Black Knight ကိုအမိန်ပေးခိုင်းစေခဲ့တာပဲဖြစ်ပါတယ်။နောက်တနေ့